အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့က20ရက်နေ့2လပိုင်း2026ညနေ3နာရီခွဲချိန်မှာတော့ရန်ကုန် United အသင်းရဲ့အိမ်ခွဲ YUSC ကွင်းကြီးထဲမှာတော့ရန်ကုန် United အသင်းနဲ့ရှမ်း United အသင်းတို့ဟာအကျိတ်နဲ့ရှင်ပြန်ကစားခဲ့ကြတာလည်းဖြစ်ပါတယ်ဒီပွဲပြီးဆုံးချိန်မှာတော့တစ်ဖက်ကိုကိုမရှိသေးရလက်နဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်ရန်ကုန် United အသင်းကလည်းသူ့ရဲ့အမာခံလူစင်းတွေကိုအကောင်းဆုံးထုတ်သုံးခဲ့တယ်လို့ရှမ်း United အသင်းကလည်းသူ့ရဲ့အမာခံလူစင်းတွေနဲ့အကောင်းဆုံးပွဲထွက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ကိုတော့အသင်းကောင်းဆောင်တွေနဲ့ရှမ်း United အသင်းဘက်ကနန္ဒာကျော်ပွဲထွက်ခဲ့တယ်လို့ရန်ကုန် United အသင်းဘက်ကအသင်းကောင်းဆောင်ဒေးဗစ်တန်ပွဲထွက်ပါဝင်ကစားခဲ့တာလည်းဖြစ်ပါတယ်ပွဲမစခင်တော့မကြသေးခင်ရပ်ပိုင်းကကွင်းလွန်သွားခဲ့တဲ့ဘောလုံးသမားဟောင်းကျော်စီယာဝင်းကိုကွန်ပျူတာအနေနဲ့10မိနစ်ငြိမ်သက်ခဲ့ပြီးကြတာကိုလည်းတွေ့ရပါတယ်ခင်ဗျာပွဲကတော့တော်တော်လေးကြိတ်နေရှိခဲ့ပြီးတော့ကျွန်တော်ကိုသွင်းခွေးတွေတိတ်နည်းနည်းဆဆမရပြီမဲ့တော်တော်လေးပွဲကျန်ခဲ့ပါတယ်ပွဲပြီးဆုံးကနေမိနစ်60ချိန်မှာလဲရှောင်းနာတက်တင်ရဲ့နောက်ခံကစားသမားရင်မင်းသူရန်ကုန်နိုင်တဲ့တင်ရဲ့တိုက်စစ်မှုမုတ်ကူကိုထျက်ထုတ်တာကျန်တဲ့အတွက်ဒိုင်ယာနီကနဲ့ထုတ်ပယ်ခံရတာကိုလည်းတွေ့ရပါတယ်အဲ့ဒီချိန်မှာလဲပွဲကတော်တော်လေးအခြေတင်ဖြစ်ခဲ့တာလည်းတွေ့ရပါတယ်ရန်ကုန်နဲ့တက်တင်ကတော့သူတို့အနိုင်3မှတ်ကိုဥတီကစားပြီးတော့တော်တော်လေးတွန်းတွန်းတက်ကစားသွားခဲ့တာကိုလည်းတွေ့ရပါတယ်ရန်ကုန်နဲ့တက်တင်ကလည်းဝေးကွင်းမှာလာရောက်ကစားရတဲ့အတွက်တန်ရန်တိုက်စစ်တွေသူအာသက်နဲ့ဆက်စပီတွေကနေကိုသွင်းမှုအတွက်အကောင်းဆုံးကြိုးစားခဲ့တာလည်းတွေ့ရပါတယ်ဒါတော့မနေ့ကပြိသက်တွေတော်တော်လေးများပြားခဲ့တာကိုလည်းတွေ့ရပါတယ်ရန်ကုန်နဲ့တက်တင်ရဲ့အိမ်ကွင်းမှာတော့ပြိသက်တွေတော်တော်များကိုလာရောက်ကြည့်ရှုပြီးတော့2009ခုနှစ်ကနေရတဲ့မြန်မာ National League ခေတ်ကိုပြန်နေရတယ်လို့ကိုခံစားမိစေတာလည်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်